ဘယ်ဟာကိုပဲတွေ့တာမှုရှိလာပြီဆိုလို့ရှိရင်စွန့်လွတ်မှုကိုစွန့်လွတ်ရမယ့်အချိန်ကိုတွေးလိုက်တာနဲ့တပြိုင်နက်တောကဖြစ်သွားဆုံးရှုံးတဲ့အခါမှာလည်းတောကဖြစ်သွားအဲ့ဒီတောကကိုဘယ်သူကဖိတ်ခေါ်လာတာတော့လို့ဆိုရင်တွေ့တာမှုကဖိတ်ခေါ်လာတာဒါကလက်တွေ့ရှုဆင်ခြင်းကြည့်လို့ရတဲ့အနေအထားတစ်ခုပေါ့ဘုန်းကြီးတို့တွေတန်တရားထဲမှာခရီးသွားနေကြတာပြောကြတယ်ကိုယ်ဝန်ကိုထမ်းကိုလန်းကိုသွားတယောက်တည်းသွားကြတာမှတ်တယ်သို့တော့တယောက်တည်းလို့ပုဂ္ဂိုလ်အနေနဲ့ပြောရတော့လဲပဲဘာကနေရှေ့ဆောင်လမ်းပြနဲ့သွားလဲလို့ဆိုရင်တဏှာဆိုတဲ့ဘဝတဏှာလို့ခေါ်တဲ့ဘဝပေါ်မှာတွေ့တာမှုကခေါင်းဆောင်သွားသူလမ်းပြတဲ့နောက်လိုက်သွားကြနှစ်သက်မှုတွေ့တာမှုကိုအခြေပြုပြီးတော့ကံတရားတွေလုပ်ကြတယ်အမှန်မသိတဲ့အဝိဇ္ဇာကနေပြီးတော့လွယ်မှားသွားအောင်အထင်အမြင်တွေဖြစ်လာအောင်ဖန်တီးပေးတယ်တဏှာကရှင်းနှက်မှုတွေဖြစ်အောင်လုပ်ပေးတယ်ကံတရားကနေပြီးတော့တွန်းထုတ်ပေးလိုက်တယ်ဟောတဏှာရဲ့အဝိဇ္ဇာရဲ့ကံရဲ့ဒီသုံးခုကပေါင်းပြီးတော့ဘုန်းကြီးတို့ဘဝတွေကိုရှေ့ဆောင်ပေးနေတာဘယ်ဘဝဖြစ်ကောင်းလိမ့်မယ်လို့ထင်တယ်ဘာလို့ကောင်းလိမ့်မယ်ထင်တော့ဆိုအဝိဇ္ဇာကနေပြီးကောင်းတယ်လို့မြင်အောင်လုပ်ပေးထားတာဆိုပါစို့ကုသကောင်းမှုလုပ်တဲ့အခါမှာကြည့်လူဘဝမှာပစ္စည်းဥစ္စာချမ်းသာတဲ့လူဖြစ်ရပါလို့ဤတို့နော်မတောင်းမတမကြောင်းမကြမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤစသဖြင့်ဆုတောင်းကြအေးနတ်ပြည်၌ဖြစ်ရပါလို့ဤနဲ့ဆုတောင်းကြဒါကဘသူကတောင်းခိုင်းတာတော့ဆိုအမှန်မသိခြင်းဆိုတဲ့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကမျက်လှည့်ပြထားသည့်အတွက်ကြောင့်တဏှာကလိုချင်တာတွေပေါ်လာအဲ့ဒီလိုချင်မှုကြောင့်ဒီလိုဆန္ဒတွေထုတ်ဖော်လာဆန္ဒတွေထုတ်ဖော်ပြီးရဖို့ကြိုးစားမှုဆိုတဲ့ကံတရားတွေကိုလှုပ်လာတယ်လှုပ်လာသည့်အတွက်ကြောင့်ကဲလူဘဝရလာပါပြီသူထင်တဲ့အတိုင်းပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့တထေးအိမ်လူလာဖြစ်ပါပြီတဲ့နော်မချမ်းသာဘူးလားချမ်းသာတယ်ငယ်ငယ်လေးတဲ့မိသားစုပြည့်ပြည့်စုံစုံနဲ့နေရတယ်ပျော်ပျော်ရွှင်ရွှင်အေးနောက်ဆုံးအချိန်ရောက်လာတဲ့အခါကျတော့ဒီပျော်ပွဲရွှင်ပွဲလေးတွေဟာအဆုံးသတ်သွားပြန်တာဘာနဲ့ရင်ဆိုင်ရတော့ဆိုအိုခြင်းတရားနဲ့လည်းရင်ဆိုင်ရပြန်တယ်ကိုလိုချင်တဲ့ဘဝလေးမှာဘာနဲ့အဆုံးသတ်တော့ဆိုအိုခြင်းနဲ့အဆုံးသတ်တယ်နာခြင်းနဲ့အဆုံးသတ်ရတယ်သေခြင်းနဲ့အဆုံးသတ်တယ်